ဒီတော့တောင်တကုံကနေပြီးတော့တူရှေကောင်းတယ်ဆိုရဆိုင်သွားပါမယ် first time မှာဒါမြောက်အောင် YouTube မှာကြည့်ထားတာပါစီတီရောက်ပါပြီနားလေးထွက်နေအောင်ပေးဒီတရားရောက်ပါပြီကျမတို့မြောက်တကုံကနေဆင်းလာပြီးတော့တောင်တကုံလမ်းတိုင်းနင်းနေပြီးရနဲ့မောင်းမကန်လမ်းတိုင်းမောင်းချတာပေါ့နော်ပြီးတော့ညာဘက်မှာပလဲရနာလမ်းဆိုတာရှိရဲအဲ့လမ်းကနေပြီးတော့နင်းလာပြီးဘယ်ဘက်အချမ်းမှာဗိတ်လမ်းဆိုတာရှိရဲအဲ့ဗိတ်လမ်းနဲ့ဝင်လာတယ်အဲ့တက်ပေါ့နော်နောက်မီးပိုင်းတစ်ခုဖြတ်တယ်ဖြတ်ပြီးတော့နန့်တာမြိုင်လမ်းဆိုတာရောက်ပါပြီတိုးရှည်လာစားတာပါရမ်းကောင်းတယ်ဆိုလို့နော်ဒီဘက်မှာကျတော့မီကင်တဲလေးရှိပါတယ်ကဲဆက်ပြီးတော့ဆွဲလိုက်ပါအောင်မယ်နေပြီးတော့ဝင်လာတိတ်မနေရအောင်တိုရီနဲ့ပူရီဆိုင်ရောက်ပါပြီခင်ဗျာ finally တကယ်ကိုတတ်တတ်ရှင်းရှင်းတတ်ရရလေးနဲ့ပါရမ်းဆင်ပြပါတယ်တန်တယ်စားတင်နေကြာပူရီပူရီရောပြောလို့ပဲအမုတ်ထက်ပြန်နေဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါညာရနေဟာဆိုဟုတ်ကဲ့နဲ့ပြောပါလေဟုတ်ကဲ့ပါဒီစားတာကိုရတာရှိရဲ့တိုရှေပေါ့နော်ချီတိုရှေကအမေတို့စီကိုအိမ်မှာသွားရင်လည်းပါဆယ်ဆွဲမယ်ဆိုတော့တို့ကပြောတယ်ပေါ့နော်ဒီချီတိုရှေကဒီအေးသွားရင်သူစားလို့မကောင်းတော့ဘူးပေါ့နော်ပြင်းတွင်းနေဆိုတော့အဲ့ဒါဆိုင်မှာပဲစားလိုက်ပါတယ်ထပ်ပြီးတော့သူကကျတော့ဒီပဲမုတ်လေးနဲ့စားလဲကောင်းတယ်ပြီးတော့ဒီဟွာရင်းနဲ့တွဲပြီးစားလဲကောင်းတယ်ဆိုပြီးတော့ recommend ပေးပါတယ်ဆက်စားကြည့်ပါမယ်ရှင် cheese ကအရင်ကဒီလိုဆွဲလိုက် cheese အမြင်နေတယ်ပေါ့နော်ဆွဲပါဒီလို cheese အမြင်နဲ့လေတအားကောင်းမယ်ဆိုင်ကိုစပြီးရောက်တာ6နာရီ20လောက်ရောက်တာပေါ့နော်အဲ့ချိန်မှာတော့ဆိုင်က6နာရီစဖွင့်နေဆိုတော့လူတွေမရှိသေးဘူးခုတော့လူတွေအများကြီးပဲပေါ့နော်ကားတွေနဲ့ရောစပိန်တွေနဲ့ရောလမ်းလျှောက်လာတာရောပေါ့နော်အများကြီးပဲလူတွေလာအပြည့်ပါပဲ10နာရီလောက်ဆိုရင်တော့သူ menu သိမ့်မစုံတော့ဘူးပေါ့နော်17နာရီဆိုရင်တော့သူတို့ဆိုင်ပိတ်ပါပြီတောင်တကုံ24ရက်ကွက်မှာရှိတာပါ